ငါဆိုတဲ့အောင်ကြီးဒီရွာမှာဘုံကြီးရွာသားဧည့်သည်ခွေးပင်ဘကောင်မှမကြောက်ဘူးကွာကြိုက်တဲ့ကောင်လာခဲ့စမ်းဟဲ့ကောင်းလို့ဘသူ့ကိုမှမကြောက်လို့ပြောနေတဲ့အောင်ကြီးနင်းအခုအိမ်ထဲဝင်လာခဲ့စမ်းဟဲ့နင်းအိမ်နောက်ဘက်အခုသွားငါအဝတ်စားတွေကိုအခုသွားချော်စမ်းငါပြောတာကြားလားအခုသွားငါမမြင်ချင်ဘူးလက်ကပလင်းထားခဲ့စမ်းဟဲ့အဝတ်စားတွေချော်ပြီးရင်ထမင်းချက်ရေခတ်ပြီးရင်ခလေးထိန်ကြလာဟဲ့မိမယူတာမားပြီဒါပြည့်ထမင်းဟင်းချက်ရမယ်ရေခတ်ရမယ်ခလေးထိန်ရမယ်ငါဒီကောင်မယူတာမားပြီဟာဟဲ့အောင်ကြီးနင်အခုနာကဘာပြောတယ်ဘာမိမယူတာမားပြီဟုတ်လားဟဲ့အစကတော့ချစ်ပါတယ်ကြိုက်ပါတယ်နင့်ကငါလက်ထက်ပါရစေဆိုအရင်တော့ကပြောတာဟဲ့အခုမပြောတော့ဘူးဘာပြောတယ်အောင်ကြီးအခုနာကစကားပြန်ပြောစမ်းဘသူ့ကိုမှမကြောက်ဘူးဆိုတဲ့အောင်ကြီးလူတရားမှာ69ယောက်မရကြောက်တဲ့ငါမပါဘူးဟဲ့ကောင်ကငါအကြောင်းသိပြီလား